ဘဝကရိုးစင်းပါတယ်အတူတူပြောရပြီးအတူတူပဲဝမ်းနေခြင်းတယ်မြင့်တာနဲ့ပတ်သက်ပြီးအားနိုင်ခဲ့သူမို့မကြောင်းကြသလိုမတောင်းတခြင်းဘူးကိုပြောဖို့အတွက်သူစိတ်ညစ်ပေးရတာမလိုချင်သလိုသူပြောဖို့အတွက်ကိုစိတ်ညစ်ပေးရတာကလည်းမြတ်တာတို့ရဲ့အပိဓာမှာမရှိခဲ့ဘူးလို့ထင်ပါတယ်အတူတူပဲဖြတ်အတူတူပဲတက်အတူတူဆက်ရင်ငတ်ရင်တော့အတူတူပဲငတ်ကြတာပေါ့ဗျာထောင်မြင်လို့ရာစွန်းရလောက်တဲ့အထိလောဘမကြည့်ခဲ့သူမို့ထောင်သောမကများနေလဲစိတ်ဝင်စားနေမှာတော့မဟုတ်ဘူးလူဆိုတာတန်ရာကိုပဲမှန်းရတယ်တဲ့လားကိုဘက်ကတော့မတန်မရာကိုမမှန်းခဲ့တာတော့သိကြတယ်ဘွားကရိုးစင်းပါတယ်ပို့ပြီးလည်းမလိုချင်သလိုငိုပြီးလည်းမလိုချင်ဘူးပြိုပြီးမှလည်းမလိုချင်ဘူးဒါငါရဲ့ရိုးစင်းသောဘဝပါ